အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အာဟာရထူပြဆရာဝန်ဒေါက်တာမေဖူးစုံဖြစ်ပါတယ်ဒီနေ့မှာတော့အနန္တစင်စာဖောင်ဒေးရှင်းနဲ့အတူပေါ့နော်ကျွန်မတို့ကြောက်ကသွေးတန့်စင်နေရတဲ့လူနာတွေမှာအာဟာရပိုင်းဆိုင်ရာကျန်းမာရေးဘူးတူတာတွေဝင်မျှပေးသွားမယ်အစီအစဉ်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံမှန်ကြောက်ကသွေးတန့်စင်နေရတဲ့လူနာတွေမှာနောက်ထပ်အထူးသတိပြုပြီးစားရမယ်အစားအစာအုပ်စုတစ်ခုကတော့ phosphorus ဆိုတဲ့မီးစုံဓာတ်ပါ phosphorus ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင်ဒီအယိုးနဲ့ကြွက်သားကျန်းမာရေးအတွက်ပံ့ပိုးကူညီပေးနေတဲ့အရေးကြီးတဲ့အာဟာရဓာတ်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ကြောက်ကသွေးတန့်စင်နေရတဲ့လူနာတွေမှာကြောက်ကကနေပြီးတော့ကိုတရက်စားတဲ့အစားအသောက်တွေမှာ phosphorus ဆိုတဲ့မီးစုံဓာတ်ပါလာပြီဆိုလို့ရှိရင်မီးစုံဓာတ်တွေစုပုံလာပြီဆိုလို့ရှိရင်အယိုးပြဿနာတွေနောက်တစ်ခါကျတော့ခန္ဓာကိုယ်မှာနီရမ်းပြီးတော့ရောင်ရမ်းပြီးတော့ဒီရားလာတာတွေဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်မလို့ကြောက်ကဆေးနေရလူနာတွေမှာ phosphorus ဆိုတဲ့မီးစုံဓာတ်ပါဝင်တဲ့အစားအသောက်တွေကိုအထူးဂရုပြုပြီးစားဖို့လည်းအရေးကြီးပါတယ်အဲ့တော့ phosphorus မီးစုံဓာတ်ပါဝင်တဲ့အစားအသောက်တွေကိုဆရာမတို့အုပ်စုနှစ်ခုဆိုပြီးထပ်ခွဲထားပါတယ် organic phosphate လို့ခေါ်တဲ့တရိတ်ဆန်အပင်ထွက်ပစ္စည်းကနေရရှိတဲ့အသားဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေနဲ့နောက် inorganic phosphate လို့ခေါ်တဲ့ ultra processed food တွေပေါ့နော်ပြုပြင်ပြောင်းလဲထားတဲ့တာရှည်ခံဆေးတွေနဲ့လုပ်ထားတဲ့အစားအသောက်တွေမှာပါဝင်နေတဲ့ phosphorus ပါဝင်တဲ့အစားအသောက်တွေဆိုပြီးတော့နှစ်ခုခွဲထားပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကွာခြားခြားကဘာတွေကွာလဲဆိုတော့ inorganic phosphorus လို့ခေါ်တဲ့တာရှည်ခံနောက်တစ်ခါကျတော့ပြုပြင်ပြောင်းလာထားတဲ့အစားအသောက်တွေထဲမှာပါဝင်တဲ့ဒီ phosphorus ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲရောက်သွားတဲ့ဥလန်းကြားကနေ100ခိုင်နှုန်းကိုစုပ်သွားမှာဖြစ်တဲ့ကြောင့်မလို့ကိုစားတဲ့ဒီphosphorus အစားအစာအားလုံးကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို100ခိုင်နှုန်းရောက်ရှိနေမှာဖြစ်ပါတယ်အဲ့တော့ဒီလို inorganic phosphate လို့ခေါ်တဲ့တာရှည်ပြုလုပ်ထားတဲ့အစားအသောက်တွေကိုဘယ်တွေမှတွေ့ရလဲဆိုတော့ကျမတို့တာရှည်ခံကြက်ဥကြောင်ဝက်ဥကြောင်တွေနောက် ready made အသားလုံးတွေနောက်ပြီးလို့ရှိရင်အညိုရင်းရောင်ရှိတဲ့အစားအသောက်တွေဖြစ်တဲ့ Ovaltine လိုအညိုရောင်ရှိတဲ့ဖြော်ရည်တွေနောက် Coca-Cola လိုမျိုးအညိုရင်းရောင်ရှိတဲ့အင်အားပြည့်အချိုရည်တွေ gas ထားတဲ့အချိုရည်တွေစွမ်းအားပြည့်အချိုရည်တွေနောက်ပြီးလို့ရှိရင်ကျမတို့အညိုရင်းရောင်ရှိတဲ့ပါမုတ်ဂျန်တို့နောက်ပြီးလို့ရှိရင် cookie တို့ chocolate နဲ့ပြုလုပ်ထားတဲ့အစားအသောက်တွေဖြစ်တဲ့chocolate ပါဝင်တဲ့အစားအသောက်တွေ chocolate အရည်တွေ chocolate ဖြော်ရည်တွေစားရည်မှာဆိုလို့ရှိရင် inorganic phosphate ပါဝင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကြောက်ကဆရာဝန်က phosphorus မီးစုံဓာတ်တက်နေလို့ phosphorus ရှောင်ရမယ်ပြောမယ်ဆိုလို့ရှိရင်ပြောလိုက်ပြီဆိုလို့ရှိရင်ကျမတို့ဒီအခုပြောသွားတဲ့ inorganic phosphate ပါဝင်တဲ့အစားအသောက်တွေတော့အရန်ကိုရှောင်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အခုပြောသွားတဲ့ inorganic phosphorus ပါဝင်တဲ့အစားအသောက်တွေကခန္ဓာကိုယ်မှာကောင်းကျိုးတစ်ခုမှမပေးဘဲနဲ့အာဟာရဓာတ်ခေါင်းပါပြီးတော့ကိုယ့်ရဲ့ကြောက်ကကျန်းမာရေးကိုပိုဆိုးစေမဲ့ပါဝင်ပစ္စည်းတွေပဲပါဝင်တဲ့ကြောင့်မလို့ကျမတို့ဒါတွေကိုတော့ရှောင်ထားဖို့တော့လိုအပ်ပါတယ်။တစ်ဖက်မှာကျမတို့ဒီ organic phosphate လို့ခေါ်တဲ့အစားအသောက်တွေမှာဆိုလို့ရှိရင်လည်းတရိတ်ဆန်ရရှိတဲ့အသားတွေပေါ့နော်အသားငါးတွေမှာလည်း phosphorus ပါတယ်ဒါပေမဲ့သူတို့တွေဒီခုနကပြောရတဲ့ inorganic phosphorus လောက်ဥလန်းကြောင်းနေစုပ်ယူမှုက100ခိုင်နှုန်းမရှိဘူး60ကနေ80ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီတရိတ်ဆန်ရတဲ့ငါးတွေကြက်သားတွေပဇွန်တွေပင်လယ်စာတွေစတာတွေကိုတော့organic phosphate ကနေပြီးတော့စားနိုင်ပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ခန္ဓာကိုယ်မှာ phosphate ဓာတ်ကိုမတက်အောင် phosphate များနေတဲ့လူနာတွေမှာ phosphate ဓာတ်နည်းပါအောင်လို့ဘယ်လိုချက်မလဲဆိုတော့ potassium လိုပဲဒီအသားငါးတွေပင်လယ်စာတွေကိုမချက်ခင်မှာကျမတို့ရေနဲ့တစ်နာရီအနည်းဆုံး2နာရီစိမ့်ထားချက်ပြုတ်ခံနေကြရင်လည်းဒီအသားငါးတွေကိုအပိုင်းတစ်တစ်လေးအတုံးတစ်တစ်လေးလှီးပြီးတော့ကျမတို့ပုတ်ပွက်ဆူတဲ့ရေနဲ့2ခါလောက်ပြုတ်ပြီးတော့ဒီပြုတ်ရေတွေကိုမသုံးမဲနဲ့ဒါရဟင်းချက်မယ်ဆိုလို့ရှိရင်တော့ဒီအသားငါးတွေမှာပါဝင်တဲ့ phosphorus မီးစုံဓာတ်ကိုလျော့ပါစေနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။တစ်ဖက်မှာလည်းအာဟာရပြည့်အောင်protein ဆိုတဲ့အသားဓာတ်လုံလောက်အောင်စားဖို့အတွက်ပင်ထွက်ပစ္စည်းရရှိတဲ့ပဲမျိုးစုံတွေအခွန်မှာအစိစံတွေကိုမှီဝဲလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ဒီ organic phosphate မှာအပင်ထွက်ပစ္စည်းနဲ့အခွန်မှာအစိစံတွေရရှိတဲ့အစားအသောက်တွေထဲမှာ phosphate ပါဝင်ဆုံးညာလဲဒီထဲမှာပါဝင်တဲ့ phytate ဆိုတဲ့ဓာတ်တစ်မျိုးဟာဥလန်းချောင်းကနေကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ဥလန်းချောင်းကနေ phosphate ကိုမဆုပ်သွားအောင်လို့တားပေးနေတဲ့အစာအာဟာရတစ်ခုလည်းဖြစ်တယ်။အဲ့ဒီပြင်မှာကျမတို့ဒီပဲနဲ့အခွန်မှာအစိစံတွေရရှိတဲ့ phosphorus ဆိုလို့ရှိရင်တခြားသောဒီတရိတ်ဆန်ရရှိတဲ့အုပ်စုနဲ့inorganic phosphate အုပ်စုတွေနဲ့ရှင်းလိုက်လို့ရှိရင်ဥလန်းကြောင်းကနေ20ကနေ50ရာခိုင်နှုန်းပဲစုပ်ယူသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခွန်မှအစိအစံတွေနဲ့အပင်ထွက်ပစ္စည်းတွေရရှိတဲ့အသားတွေသားဓာတ်တွေကျွဲသွားတဲ့အစားအသောက်တွေကိုမှီဝဲလို့ရပါတယ်အဲ့တော့ပဲမျိုးစုံရရှိတဲ့ပဲနီလေးပဲဝလေးကလပ်ပဲစတော်ပဲပဲစိမ်းငုံအပြင်မှာအခွန်မှအစိစံတွေဖြစ်တဲ့တီဟိုစီးတို့မြေပဲဆန်တို့ရွှေဖြုံစီးတို့နောက်အခွန်မှအစိစံတွေအားလုံးကိုကိုယ့်ရဲ့ကိုယ်လေးချိန်ရလဲကျဆင်းလာပြီးအာဟာရပိုင်းဆိုင်ရာလဲချိုးတက်နေပြီးကြွက်သားထုတဲ့ဆုံးရှုံးတာလဲများနေတဲ့ကြောက်ကက်ဆေးနေရတဲ့လူနာတွေအာဟာရချိုးတက်မှုပြဿနာကိုရင်ဆိုင်နေရတဲ့လူနာတွေမှာဆိုလို့ရှိရင်တော့ဒါတွေကိုကြောက်ရွံ့မှုမရှိဘဲနဲ့ဆရာမတို့အပင်ထွက်ပစ္စည်းရရှိတဲ့အသားဓာတ်တွေအခွန်မှအစိစံတွေကိုစားပါလို့တိုက်တွန်းလိုပါတယ်အဲ့တော့ဒီအပင်ထွက်ပစ္စည်းရရှိတဲ့ပဲမျိုးစုံရရှိတဲ့ phosphorus ဓာတ်ကိုလည်းထပ်ပြီးတော့နှဲပါအောင်ဆိုလို့ရှိရင် overnight ဆိုတာည
မအိတ်ခင်နဲ့ရေနဲ့အနည်းဆုံး6နာရီ8နာရီကြာအောင်ရေစိမ့်ထားချက်ပြုတ်ကန်နေကြရင်လည်းပုတ်ပတ်ဆူတဲ့ရေနဲ့အနည်းဆုံး2ခါ3ခါလောက်စီးကြောမယ်ဆိုလို့ရှိရင် phosphorus မီးစုံဓာတ်တွေဆိုလို့ရှိရင်ပင်ထဲမှာပါဝင်တဲ့မီးစုံဓာတ်တွေကိုရော့ပါအောင်ချက်ပြုတ်နိုင်မယ်နီလန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စားတဲ့စားတိုက်တဲ့အာဟာရဓာတ်တွေပါအောင်စားမှသာလေခန္ဓာကိုယ်မှာအာဟာရဓာတ်ပြည့်ဝပြီးတော့မလိုလားအပ်တဲ့အညစ်အကြေးဓာတ်တွေစုပုံမှုကနေပြီးတော့ကင်းဝေးမယ်လို့လည်းယုံကြည်ပါတယ်